လက်မောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမြမလေရွေးစဉ်ဖြစ်ခဲ့တဲ့အချိန်တုန်းကကျွန်တော်လက်မောင်းက 73.5 လက်မှာပဲရှိတယ်လောလောဆယ်ဆိုလို့ရှိရင်ကျွန်တော်လက်မောင်းကကျွန်တော်အထင်ဆက်ခွန်ဝယ်လောက်ရှိမယ်ထင်တယ်ဗောနော်ကျွန်တော်တိုင်းကြည့်လိုက်မယ်ဆော့မထားခင်ပေါ့ဆက်ခွန်ဝယ်ရှိတယ်ကျွန်တော်အဲ့ tricep ပိုင်းဆက်ဆော့လိုက်ပြီဆိုရင်တော့18လက်မလောက်အထိတော့ရောက်တယ်ကိုကကင်မရာကိုကောင်တာရှိမှသွားရိုက်ပြီးတော့အဲ့ဒီမှာဘလော့အစ်စ်ပြန်ဆက်လိုက်ရတယ်လက်မောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှကပြောစရာတွေအများကြီးရှိတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်မြန်မာလက်ရွေးစဉ်ဖြစ်ခဲ့တဲ့အချိန်တုန်းကကျွန်တော်လက်မောင်းက73.5 လက်မှာပဲရှိတယ်။အခုကျွန်တော်လက်မောင်းကမစော်ဘဲထားရင်7ခွဲလောက်ရှိတယ်။စော်ပြီးသွားရင်တော့18ခွဲလောက်ရှိတယ်။ဆိုတော့အဲ့ဒီမှာကြီးလာတဲ့အတိုင်းပါဗောနော်ကျွန်တော်အရင်တော့အလေးအများကြီးမှခဲ့တယ်။အဲ့တော့မဆယ်တိုက်ကဒါမြန်မာလိုပြောမယ်ဆိုရင်အချိန်များများမှ focus ရပြီးကြီးမှလား။ဒါပေမဲ့အလေးများများနဲ့မှကြီးမှလားကျွန်တော်ဘာလဲမသိဘူးဗောနော်။အဲ့လွန်ခဲ့တော့6နှစ်ခန့်ကဗောအဲ့ဒီမှာကျွန်တော်ကလက်မောင်းကိုအလေးအများကြီးမှနေပြီးတော့ short ချလိုက်တယ်ကျွန်တော်အလေးမာဆယ် focus ရလောက်တဲ့အလေးနဲ့မှတယ်ပြီးရင်အချိန်ရင်များများမှတယ်ဆိုတဲ့အခါကျတော့အဲ့မှာမာဆယ်ကတော်တော်တိတိတတ်တာကိုဖြစ်လာတာပြီးတော့ကျွန်တော်ကအဲ့လက်မောင်းကိုတရချားလို့ဆော့ပြတာဟုတ်အဲ့ဒီအချိန်မှာကျွန်တော်မှတ်မှတ်ရweight classic 2020မှာကျွန်တော်စပြီးလက်မောင်းပူစပြီးကြီးလာပြီအဲ့ဒီ champion ဖြစ်တဲ့အချိန်မှာအဲ့ဒီတုန်းကနေစပြီးတော့အခုကတော့ဒါလက်မောင်းကဆက်ပြီးတော့ဘယ်လိုပြောရမလဲအခုဆိုရင်ကျွန်တော်လက်မောင်းမဆော့တော့ဘူးမဆော့တော့ဘူးဆိုရင်တစ်ပတ်ကိုတစ်ချိန်လောက်ပေါ့အခုဒီနေ့ဆိုလက်မောင်းနည်းနည်းပပထည့်တယ်တစ်ချိန်လောက်ပဲဆော့လို့ရတယ်ဘာဖြစ်လို့လဲဆိုတဲ့အခါမှာကျွန်တော်လက်မောင်းကျွန်တော်စုံမကြီးမှုကြီးတယ်ဒါပေမဲ့လက်မောင်းဒီအနောက်တွေကပိုကြီးလာတဲ့အခါမှာကျတော့စုံသွားပြီးအုပ်နေတာအုပ်နေဆိုတဲ့အခါကျတော့ကျွန်တော်ကစုံသေးတဲ့ပုံစံမျိုးဖြစ်သွားတာလက်မောင်းကကြီးနေတော့စုံသွားအုပ်တဲ့ပုံစံဖြစ်တယ်တော့ man physics မှာဒီလိုမျိုးတွေထောက်တဲ့အခါမှာကြာလို့ရှိရင်အမှန်တကယ်ဒီကောင်လက်မောင်းလေးနည်းနည်းထပ်ပေးရင်စုံကဘေးကိုပြူးထွက်လာမှာဒီသဘောတရားကိုကျွန်တော်ပြောချင်တာအဲ့တော့တချို့တွေကကျွန်တော်တို့ပြဿနာပါရှိတယ်ဆိုတော့လက်မောင်းသေးတယ်မကြီးနိုင်ဘူးဆိုပြီးတော့ဘယ်လိုပြောမလဲစိတ်ပြက်အားငယ်နေတဲ့သူတွေအကုန်လုံးကိုပြောချင်တာကပို့ပြီးတော့ focus ထားပါမာဆယ်ကိုပို့ပြီးတော့လေ့ကျင့်ခန်းလေးတွေကိုဘယ်လိုလေ့ကျင့်ခန်းမျိုးပါကိုယ့်တဲ့မာဆယ် focus ထားနိုင်တယ်ဆိုတဲ့ဟာမျိုးပဲရွေးချယ်ပြီးတော့လုပ်နေကြပါတယ်အဲ့တော့သူများတွေမှာလည်းမြင်တိုင်း YouTube ဟာတွေမှာလည်းမြင်တိုင်းမနိုင်ကတွေမထမ်းပါနဲ့ကျွန်တော်ပြောတာloading လောက်ရမယ်ဆိုတာမှန်တယ်အလေးတင်မှကြီးမယ်ဆိုတာလည်းမှန်တယ်ဒါပေမဲ့တချို့ຢာတွေကကျတော့အလေးဆိုတင်တဲ့အခါမှာလက်ညံနဲ့ရောက်ပြီးတော့ bicep တွေ tricep တွေကိုမထိတဲ့ဟာတွေဖြစ်တတ်ပါတယ်အားလုံးသတိထားပါနော်Rise higher and higher, iron in their hands, strength in their soul. Burmese conquer hearts of gold, unbreakable, bold. Through sweat and pain, they never fall. Brick by brick, they build it all. Every scar, a story told. Legends born, fierce and bold. Burmese conquer, rise and shine, breaking limits, crossing lines. With power and pride, they stand tall. Champions who conquer all. Under pressure, they don't break. For glory's dream, they never forsake. Strength forged in discipline's flame. Lifting hopes, making their name. Under pressure, they don't break. For glory's dream, they never forsake. Strength forged in discipline's flame. Lifting hopes, making their name. The weight may be heavy, the journey long, but they're mighty, steady, strong. With unity in every fight, they push forward, chasing the light. Burmese conquer. အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ check အားနေတဲ့သူတွေအတွက်အထီးအောင်ဆုံးကစားနည်း၄မျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကို main can athlete ဆိုတဲ့ YouTube channel နဲ့ကျွန်တော်ရဲ့ TikTok account နှစ်ခုဖြစ်တဲ့ main can athlete 7ဆိုတဲ့ TikTok account ရဲ့ main can body building ဆိုတဲ့ TikTok account နှစ်ခုရဲ့ကျွန်တော်တို့ဒီသုံးခုမှာ set type sharing လုပ်ပေးသွားမှာဖြစ်ပါတယ်